ဒီဘဝရဲ့အရင်ဘဝအခုအသက်450ရှိတဲ့ပုဂ္ဂိုလ်တယောက်အတွက်အရင်ဘဝဟာနှစ်ပေါင်း450ရဲ့ဟိုဘက်ကဟာပဲလေဟုတ်လားဒီဘဝပြီးရင်နောက်ဖြစ်ရမယ့်ဘဝရောက်ရမယ့်အနေအထားကလည်းသိပ်မဝေးတော့ဘူးအခုအသက်450ရှိတဲ့ပုဂ္ဂိုလ်တူတယောက်အတွက်နောက်ထပ်နှစ်450ဘယ်လိုမှမနေရအလွန်အကျွံနှစ်20အစိတ်ဟုတ်လားအခုကိုပဲ60 80ဖြစ်နေပြီဆိုရင်နောက်ရောက်ရဖြစ်ရမယ့်ဘဝကဘလောက်မှမဝေးတော့ရောက်တော့မှာအဲ့ဒါလိုကြည့်မယ်ဆိုရင်အရင်ဘဝအနေအထားတွေကိုဖြတ်သန်းပြီးတော့ကုံဆုံးစေပြီးတော့ဒီဘဝဖြစ်လာခုဒီဘဝကိုဖြတ်သန်းနေတယ်ကုံဆုံးစေနေကြတယ်ကုံဆုံးသွားတာနဲ့နောက်ဘဝတစ်ခုထပ်ပြီးတော့စမယ်ဘဝတန်တရားအမြင်အဲ့လိုပိုင်ပိုင်နိုင်နိုင်စိတ်ထဲမှာရှင်းရှင်းလင်းလင်းဖြစ်အောင်ကြည်တရဒီဘဝရဲ့အရင်ဘဝအဲ့ဒီအရင်ဘဝရဲ့အရင်ဘဝအတိတ်တန်တရားပြန်ပြီးတော့ကြည်လိုက်မယ်ဆိုရင်ဩတို့ဟာမမောဒမပန်းတန်းတကယ်ကိုမနာမနေခရီးသွားခဲ့တာပါလားဆိုတာထင်ရှားဘူးလားအခုလဲရက်မနေဘူးနော်သွားနေဒီဘဝပြီးတာနဲ့နောက်ဘဝခရီးတစ်ခုတောက်လျှောက်တန်းပြီးတော့အချိန်ကာလမခြားဘဲနဲ့ကိုဆက်မှာအဲ့ဒါလို့တဘဝပြီးတဘဝအရက်အနာမရှိဇက်တိုက်ကိုသွားနေတယ်ဒါတန်တရားအမြင်နဲ့ကြည့်ပြီးတော့တတ္တဝါတွေဟာခရီးသည်ဆိုတဲ့အမြင်ကိုပြောတာအဲ့ဒါလို့တန်တရားအမြင်နဲ့ကြည့်မှသာလေခရီးသည်ရဲ့အဖြစ်ဟာထင်ရှားတာလားဆိုတော့မဟုတ်သေးဘူးဒီတဘောတစ်ခုတည်းအနေနဲ့ကြည့်မယ်ဆိုရင်လည်းခရီးသည်ဆိုတာထင်ရှားတယ်မနေ့တုန်းကအဲ့ဒီအရင်နေ့ကအဲ့ဒီနေ့ရဲ့အရင်နေ့ကကြည့်ကြည့်လိုက်အတွေ့အကြုံတွေကိုအကုန်လုံးထားခဲ့ပြီးတော့ဘုံဘုံတို့တွေဟာပြစ္ဆုတ်ပန်တိုင်းကိုဖြတ်တန်းရင်းနဲ့မလုပ်နေကြတာတော့ခရီးသွားနေကြတာဟုတ်နော်ခရီးသွားနေကြတာခုလည်းသွားနေတာပဲတချို့ဆိုရင်အသက်ကဏ္ဍအမှတ်အသားနဲ့ခရီးဘလောက်ရောက်ခဲ့ပြီလို့ဘုံဘုံတို့သိနိုင်မို့လားခုအသက်40လူနဲ့အသက်50လူနဲ့ဒီဘဝတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်ဘယ်သူကခရီးပိုရောက်နေတော့အသက်50လူကပိုရောက်နေပြီပေါ့နော်ဘဝဘာလဲလို့မေးအချိန်တိုင်းအတွေ့အကြုံတွေကိုထားခဲ့ပြီးတော့အမြဲတမ်းရှစ်ဆက်နေဘုန်းတို့ကတ္တရာလမ်းပေါ်မှာကားစီးပြီးတော့သွားတယ်ဘေးမှာရှိတဲ့မြင်ကွင်းကိုကြည့်လိုက်ဟုတ်လားဒီတဲတဲ့မြင်ကွင်းကိုဘုန်းတို့ဘာလုပ်တာတော့ထားခဲ့တာနော်ရိပ်နဲ့ထားခဲ့ပြီးတော့မြင်ကွင်းအစ်စ်ကိုတွေ့ကြုံတိုင်းသောမြင်ကွင်းကိုထားခဲ့တာပဲကာလံဘေးဝဲရမှာရှိတဲ့မြင်ကွင်းတွေကတော့ပြန်ကြည့်ကျင်တယ်ဆိုရင်ခက်ဝေးလေးထိပြန်ကြည့်လို့တော့ရတယ်ဟုတ်လားဘဝရဲ့အတွေ့အကြုံတည်းဟူသောမြင်ကွင်းတွေကတော့ပြန်ကြည့်ကျင်လို့တောင်ကြည့်လို့မရတော့ဘူးသူကအပီးပိုင်ထားခဲ့ရဒါပေမဲ့အတွေ့ထဲမှာတော့ရှိနေသေးတယ်လို့မနေ့တုန်းကဓမင်းစားခဲ့တဲ့မြင်ကွင်းအတွေ့အကြုံပြန်ကြည့်မယ်ဆိုရင်တော့ဝိရဝါဒလေးတော့မြင်သေးတယ်မဟုတ်လားအတွေ့ထဲမှာမြင်သေးတယ်ဓမ္မယုံနေနဲ့ဒါပေမဲ့ပြီးပြင်းကြီးမမြင်တော့ဘူးတိတ်မဝေးသေးဘူးနော်မနေ့တုန်းကစားခဲ့တဲ့ကိစ္စဟုတ်တယ်မဟုတ်လားဓမင်းဘယ်နှလုံးစားခဲ့တာတော့ဘယ်သိမတော့ကြုတ်မေးလည်းမသိဘူးဟုတ်လားဓမင်းတစ်လုံးကိုဘယ်နှချက်ဝါခဲ့တာတော့ဝါချက်တိုင်းဟာအတွေ့အကြုံပဲအဲ့ဒါမြင်ကွင်းပဲအဲ့ဒီမြင်ကွင်းကိုထားခဲ့တာဘဝကားကြီးကမယမနာကိုပြေးနေတာအပီးပိုင်ထားခဲ့တာနော်အတွေ့အကြုံတည်းဟူသောမြင်ကွင်းအသစ်တွေကိုမြင်ရင်းနဲ့တွေ့ရင်းနဲ့အဲ့ဒီမြင်တွေ့နေတဲ့အရာတွေကိုလည်းအပီးပိုင်ထားရင်းနဲ့ကျွတ်တို့ဘယ်ချိန်နားသလဲဘယ်ချိန်မှမနာဘူးယနာမရှိတဤဤစီးသည့်မြစ်ပမာမြတ်စွာဘုရားကနားလည်အောင်အဲ့လိုဥမာလေးလည်းပေးတယ်နဒီပပတိယူပမာတောင်ကြားမြစ်တောင်ပေါ်ကနေအရှိန်နဲ့စီးလာတဲ့မြစ်ဘယ်ကိုဥတည်ပြီးတော့စီးဆင်းနေတာတော့ပင်လေသမုဒ္ဒရာတွေကိုဥတည်ပြီးတော့စီးဆင်းနေတာနေကွေစီးတာမဟုတ်ဘူးမြန်ဆန်းကိုစီးနေတာဘယ်ချိန်ရက်တယ်ဘယ်ချိန်နားတယ်ဆိုတာမရှိဘူးဘ
ဘဝရဲ့ရှင်းသန်းနေရတဲ့အနေအထားလေးဟာလေသိခြင်းတရားစီကိုဥတည်ပြီးတော့အမြဲတမ်းစီးဆင်းနေတဲ့သဘောဟုတ်လားပြစ္ဆုတ်ပန်အတွေ့အကြုံလေးတွေတိုင်းကိုအပြီးထားခဲ့ပြီးတော့နောက်ထပ်အတွေ့အကြုံအသစ်တွေကိုယူရင်းနဲ့အဲ့ဒါကိုလည်းထားခဲ့ရင်းနဲ့မနေမနာကိုမလုပ်နေတာတော့ဝါနေဒါကြောင့်ဘဝဟာခရီးတယ်ပဲဆိုတာဘလုံးမထင်ရှားတယ်ပေါ့နော်တန်တရားနဲ့ချီပြီးတော့ပဲကြည်ကြည်တဘဝတဲ့အနေနဲ့ပဲကွက်ပြီးတော့ပဲကြည်ကြည်မနေမနာသွားနေတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်